Hello အားလုံးပဲမင်္ဂလာပါရှင်။ဇာနီဒီနေ့ဖတ်ပြပေးမှာလေးကတော့အကြည်ဓာတ် positive vibe ရှိကြသူတွေအကြောင်းမှာအကြည်ဓာတ် positive vibe ရှိကြသူတွေဖြစ်ဖို့တဲ့ဒီဗီဒီယိုလေးတွေမှာပေါ့နော်ဘယ်လိုအချက်တွေကိုလိုက်နာကျင့်သုံးရမလဲဆိုတဲ့အကြောင်းတွေကိုဇာနီကနေပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။အကြည်ဓာတ် positive vibe ရှိတဲ့လူတွေကဘယ်လိုအချက်တွေကိုကျင့်သုံးပြီးတော့positive vibe ရှိအောင်ဘယ်လိုနေထိုင်ကြလဲဆိုတာဇာနီရဲ့ဗီဒီယိုလေးကိုစုံအောင်ကြည့်ရှုပေးကြဖို့ဖြစ်တာရက်ခတ်ပါရှင်လို့ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြမယ်နော်ဇာနီဖတ်ပြပေးပါတော့မယ်အကြည်ဓာတ် positive vibe ရှိကြသူတွေတဲ့အကြည်ဓာတ် positive vibe နဲ့ပြည့်စုံတဲ့သူတွေကကိုချင်းစာတရားနဲ့လည်းပြေဝကြပါတယ်သူတို့တွေကပတ်ဝန်းကျင်ကလူတွေကိုနားလည်ပေးနိုင်ကြသလိုတစ်ဖက်လူရဲ့ရင်ထဲကစကားသံတွေကိုတတိရှာရှာနားထောင်ပေးနိုင်စွမ်းလည်းရှိကြပြီးတော့မှန်ကန်တဲ့တုံ့ပြန်မှုမျိုးရှိကခံစားချက်တွေကိုမျှဝေခံစားပေးနိုင်ကြပါတယ်။အရာရာအပေါ်အပြုသဘောဆောင်တဲ့အမြင်မျိုးရှိပြီးတော့အကောင်းမြင်စိတ်ထားနဲ့ရှင်တွဲနေထိုင်နိုင်တာခက်ခဲတဲ့အခြေအနေမျိုးတွေမှာတောင်မှပဲမျှော်လင့်ချက်တွေကိုစုပ်ကင်ထားနိုင်ကြသူများဖြစ်ပါတယ်။ကြုံလာတဲ့ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းရတဲ့အခါမျိုးတွေမှာလည်းညီးတွားအပြစ်တင်တာတို့လက်ညှိုးထိုးလွှဲချတာတို့ဝေဖန်စောဒကတက်တာတို့ဒိမင်းလောက်တာတို့မရှိဘူးတဲ့အဖြေ solution ကိုသာအာရုံစိုက်ကရလဒ်ကောင်းအောင်ကြိုးစားလေးရှိရဲ့တဲ့ positive vibe ရှိရဲ့လူတွေကပေါ့နော်ကြုံလာတဲ့ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ပေါ့နော်ညီးတွားပြစ်တင်တာတို့လက်ညှိုးထိုးလွှဲချတာတို့ဝေဖန်စောဒကတက်တာတို့ဒိမင်းလောက်တာတို့မရှိဘူးတဲ့သူတို့ကပေါ့နော်အဖြေရဲ့ solution ကိုသာအဖြေကိုသာအာရုံစိုက်ပြီးတော့ရလဒ်ကောင်းအောင်ကြိုးစားလေးရှိရဲ့တဲ့သူတို့တွေဟာအကျဉ်းသားတရားတွေမေတ္တာတရားတွေအားကောင်းကြသည့်အလျောက်တဲ့သူတို့တက်နိုင်သလောက်အကူအညီများပေးလေးရှိကြပြီးတော့ပြန်လည်ရယူလိုမှုဘာမျှော်လင့်ချက်မှမထားပါပဲကူညီဆောင်ရွက်ပေးနိုင်စွမ်းတွေလည်းရှိကြတယ်ဂယုဏတရားကြီးမားသည့်အားလျော်စွာတဲ့တစ်ဖက်လူရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျမ်းမာရှမ်းသာရေးကိုလည်းဦးစားပေးလေးရှိကြသလိုတဲ့စိုးရိမ်ပူပန်ကြောင်းလဲပြသနိုင်တယ်တဲ့ဒါက positive vibe ရှိတဲ့လူတွေမှာနော်အချက်တွေရမက်ထဲကလာတဲ့သူရဲ့သိငယ်တဲ့ကျင်နာမှုလေးတွေကြောင့်လူတယောက်ရဲ့နေ့တစ်နေ့ကိုအပြောင်းလဲကြီးပြောင်းလဲပေးနိုင်စွမ်းလည်းရှိကြပါတယ်သူတို့ကဘုနာတရားလည်းကြီးမားတယ်ပေါ့နော်အဲ့ဒီအားလျော်စွာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဦးစားပေးလေးရှိကြသလိုစိုးရိမ်ပူပန်ကြောင်းလည်းသူကပြသနိုင်ကြတယ်ရမက်ထဲကလာတဲ့သူတို့ရဲ့သိငယ်တဲ့ကျင်နာမှုတွေကြောင့်လူတယောက်ရဲ့နေ့တစ်နေ့ကိုပြောင်းလဲကြီးလဲပြောင်းလဲပေးနိုင်စွမ်းရှိကြတယ်တဲ့ဒါ positive vibe ရှိရလူတွေပေါ့နော် positive vibe ရှိတဲ့သူတွေကကြတော့သူတို့ကိုသူတို့ယုံကြည်မှုအပြည့်အဝကလည်းရှိကြသေးတယ်ကိုယ့်ကိုယ်ယုံကြည်မှု self confidence ရှိတဲ့သူတွေရောအခြားသူတွေကိုယုံကြည်မှု trust ကလည်းပို့ပြီးရရှိတယ်လို့တဲ့လေးစားမှု respect တွေလည်းထားတယ်ပေါ့နော်တစ်ဖက်လူဒါက positive vibe ရှိတဲ့လူတွေပေါ့နော်သူတို့ကိုသူတို့ယုံကြည်မှုကလည်းအပြည့်အဝရှိရပေါ့နော်ကိုယ့်ကိုယ် self confidence ဆိုတာလည်းရှိတယ်တဲ့တခြားသူတွေကယုံကြည်မှုဆိုတာလည်းပိုရှိကြလို့လေးစားမှု respect ကိုလည်းပို့ပြီးတော့ထားကြတယ်တဲ့ဒါပေမဲ့သူတို့တွေကအခြားသူတွေကိုအပြန်အလှန်လေးစားနိုင်ကြတယ်လို့လူသားဆန်တဲ့စိတ်ထားအပြည့်အဝကလည်းရှိကြတာလူအများကြားမှာတဲ့နှိမ့်ချပြီးတော့နေထိုင်နိုင်သူတွေလည်းဖြစ်ကြတယ်တဲ့သူကလူအများကြားမှာပေါ့နော်နှိမ့်ချပြီးတော့လည်းနေထိုင်နိုင်ကြတယ်တဲ့မောင်းမာမှုဆိုတာလည်းမရှိဘူးကိုယုံကြည်မှုနဲ့ပတ်ဝန်းကျင်ကလူအများရဲ့လေးစားမှုကြားမှာဟန်ချက်ညီထိန်ထားနေထိုင်နိုင်ကြကလူအပ်ရင်လူအပ်တယ်လို့သူတို့ရဲ့ကိုယ်ပိုင်ယက်တီမှုကိုထိပါလာရင်တော့တဲ့အခိုင်အမာထုတ်ဖော်ပြောကြား communicate လုပ်နိုင်စွမ်းရှိကြသူများလည်းဖြစ်တယ်တဲ့ဒါအပြင်ပေါ့နော် positive vibe ရှိကြသူတွေကယူသားမှုတို့ယုံကြည်စိတ်ချရမှုတို့တမတ်ကြမှုတို့တမာရီရှိမှုတို့ကြောင့်တဲ့ခိုင်မာတဲ့ကိုချင်းတရားရှိသူများလည်းဖြစ်တယ်ပေါ့နော်သူတို့ကတမတ်လည်းရှိသူတွေဖြစ်ကြလို့ကိုချင်းတရားကလည်းခိုင်မာတဲ့သူတွေဖြစ်တယ်တဲ့ဒါကြောင့်မိကိုအားကိုထိုက်သူများဖြစ်ကြသလိုသူတို့နဲ့အတူရှိတဲ့အခါလုံခြုံစေတဲ့ဆိုတဲ့ခံစားချက်ကိုလည်းခံစားရရှိစေပါတယ်မတူညီတဲ့ရှုထောင့်တို့အတွေးမြင်သစ်တွေကို open mind နဲ့ပေါ့နော်စိတ်ကိုဖွင့်ပြီးတော့ကြည်နိုင်ကြသူများဖြစ်သည့်အတွက်တဲ့အခြားသူတွေရဲ့တန်ဖိုးထားလေးစားမှုတွေကိုလည်း
ဝေဖန်ပိုင်းရှားတာမျိုးတွေမလုပ်ပါဘူးကဲ့ရဲ့ရှုံချတာမျိုးတွေလည်းသူတို့တွေကမလုပ်ကြပါဘူးဒါပေမဲ့မှန်ကန်မှုရှိပြီးတော့တဲ့တင်ဖြစ်ထိုက်တဲ့အကျိုးရှိစေတဲ့အကြောင်းအရာတွေဆိုရင်တော့နေ့လိုပဲဖြစ်အောင်ထောက်ပြပြောဆိုနိုင်စွမ်းကလည်းရှိကြပါသေးတယ် positive vibe နဲ့ပြေဝနေတဲ့သူတွေကကျေးဇူးတရား gratitude ကိုအမှန်အကန်နဲ့လက်ကင်ထားနိုင်တဲ့သူတွေလည်းဖြစ်တယ်ပေါ့နော်သူက positive vibe ပြေဝတဲ့သူကကျေးဇူးတရား gratitude တွေကိုအမှန်အကန်လက်ကင်ထားနိုင်သူတွေလည်းဖြစ်ကြပါတယ်တဲ့ sorry ဟာကျေးဇူးတည်တတ်ခြင်းဆိုတာကဘဝမှာကောင်းတဲ့အရာကိုပဲဖြစ်စေဆိုးတဲ့အရာကိုပဲဖြစ်စေမှန်ကန်တဲ့ရှုထောင့်ကနေပြီးသုံးသပ်နိုင်တာကကျေးဇူးတင်ထိုက်တာကိုကျေးဇူးတင်တတ်ရတာမျိုးတဲ့ကျမတို့တွေကပေါ့နော်တချို့တွေဆိုရင်သိမလားကျေးဇူးတရားမသိတတ်ဘူးလို့ဘာလို့အဲ့လိုမျိုးရှိကြလေနဲ့ကျမတို့လူလောကအပြင်နေမှာကြတော့အားကြောင့်မလို့ကျေးဇူးတရားသိတတ်တယ်ဆိုတာကလည်းဘဝမှာကောင်းတဲ့အရာပဲဖြစ်ဖြစ်ဆိုးတဲ့အရာပဲဖြစ်ဖြစ်မှန်ကန်တဲ့ရှုထောင့်ကနေပြီးသုံးသပ်နိုင်တာကကြတော့ကျေးဇူးတင်လိုက်တာကိုကျေးဇူးတင်တတ်ရမယ်တဲ့ဒီလိုကျေးဇူးတရားလက်ကင်ထားနိုင်ခြင်းအပြင်ကိုယ့်ရဲ့စိတ်ခံစားချက်မှုအခြေအနေကိုမြင့်တင်ပေးနိုင်တယ်လို့တဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းကောင်းမွန်တဲ့ positive vibe ရအောင်မြင့်တင်ပေးနိုင်စွမ်းရှိတယ်ပေါ့သူကကျေးဇူးတရားကိုလက်ကင်ထားနိုင်ခြင်းအပြင်ကိုယ့်ရဲ့စိတ်ခံစားချက်မှုတွေကိုလည်းမြင့်တင်ပေးနိုင်တယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းကောင်းမွန်တဲ့ positive vibe ရအောင်မြင့်တင်ပေးနိုင်စွမ်းရှိပါတယ်ဒါအပြင်သူတို့တွေကနှလုံးရည် emotional intelligence နဲ့ပြီးဝသေးသူတွေလည်းဖြစ်တယ်ပေါ့သူတို့တွေကသူတို့ရဲ့စိတ်အခြေအနေကိုကောင်းကောင်းနားလည်တယ်ကိုယ်ပိုင်ခံစားချက်တွေကိုလည်းအတိအမှတ်ပြုပေးနိုင်တယ်စီမံခန့်ခွဲထိန်းကျောင်းနိုင်တာတုံ့ပြန်မှုတွေကိုမှန်မှန်ကန်ကန်လုပ်နိုင်တာစတာတွေကိုပိုင်နိုင်ကျွမ်းကျင်တဲ့အပြင်နဲ့အခြားသူရဲ့စိတ်အခြေအနေခံစားချက်တွေကိုလည်းကောင်းကောင်းသိနားလည်ပြီးတော့အတိအမှတ်ပြုပေးနိုင်တာနားလေလက်ခံပေးနိုင်တာမျိုးတွေကိုလုံနိုင်လာကြပါတယ်လုံနိုင်ကြတယ်ပေါ့ဒီလို EQ skill ရှိခြင်းနဲ့ရှိခြင်းဟာတဲ့ရှုပ်ထွေးတဲ့လူမှုရေးပြဿနာတွေကိုလည်းရှော့ချပေးနိုင်တာပေါ့နော် EQ skill ရှိတဲ့လူတွေကရှုပ်ထွေးတဲ့လူမှုရေးပြဿနာတွေကိုရှော့ချပေးနိုင်တာဖြစ်စေသောဆက်ဆံရေးကောင်းများကိုလည်းတိဆောက်ရမှာအထောက်အကူဖြစ်စေတယ် positive vibe ရှိတဲ့သူတွေကကျတော့ဟာတဉာဏ်ဆိုလည်းရှိရပေါ့နော်အရာရာအပေါ်မှာဟာတဉာဏ်လေးနှောပြီးတော့အကောင်းမြင်တတ်ကချစ်စရာကောင်းလာပါတယ်ဒီလိုဟာတဉာဏ်ကတင်းမာမှုတွေကိုဖြေလျှော့ပေးနိုင်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့ပတ်ဝန်းကျင်အနေအထားကိုဖန်တီးပေးရလဲရောက်ပါတယ် positive vibe ရှိတဲ့လူတွေကဟာတဉာဏ်နဲ့ရှင်တယ်လို့ပြောဒါပေမဲ့အရေးကြီးတာကဟာတဉာဏ်မှာတစ်ဖက်လူကိုထိခိုက်စေတာမျိုးမရှိဘဲနဲ့လေးစားမှု respect ထားတာပြောဆိုဆက်ဆံနိုင်တဲ့ဟာတမျိုးဆိုတာလည်းဖြစ်နေဖို့လိုအပ်တယ်ပေါ့နော်တော့ကြာဟာတနော်ပြီးတစ်ဖက်လူကိုထိခိုက်စေမဲ့စကားတွေဆိုလဲဒါကမဖြစ်သင့်ဘူးလေနော်ဒါ respect ထားပြီးတော့ respect ထားတဲ့ဟာတမျိုးလေးနှောပြီးပြောအဲ့လိုမျိုးဖြစ်နေဖို့လည်းလိုအပ်တယ်တဲ့အရှုပ်အပြင်ဆိုရလို့ရှိရင်နဲ့အကြည်ဓာတ် positive vibe ရှိနေဖို့ဆိုလို့ရှိရင်အခုဇာနီအထက်မှာဖတ်ပြပေးတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာတွေကိုမွေးမြူတိဆောက်ထားကကျင့်သုံးနေထိုင်ရမယ်ပေါ့နော် positive vibe ရှိဖို့ဆိုလို့ရှိရင်ဒီလိုနေထိုင်ခြင်းအပြင်ပေါ့ကိုအတွက်ရောကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်မှာပါပုံမကောင်းမွန်တဲ့အပြောင်းလဲတွေကိုရရှိလာနေဆိုင်မှရရှိလာစေနိုင်မှာပဲဖြစ်ပါရဲ့ဒါက positive vibe ရှိဖို့ပေါ့နော်ဖတ်ပြပေးခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ခေါင်းစဉ်လေးဖြစ်ပါတယ်အကြည့်တဲ့ positive vibe ရှိရဲ့လူဆိုလို့ရှိရင်သူစာနေဖတ်ပြပေးတဲ့အချက်တွေကိုpositive vibe ရှိအောင်မွေးမြူတိဆောက်ကျင့်ရမယ်ပေါ့နော်တစ်ဖက်လူကို respect ထားပြီးတော့လေသူကဟာတဉာဏ်ရှင်တာကြီးပြောပေးရမယ်ပေါ့နော်အရာရာပေါ်မှာအပြုသဘောဆောင်ပြီးတော့အကောင်းမြင်တဲ့စိတ်ထားလေးလည်းရှိရမယ်ပြဿနာမျိုးကြီးကြုံလာတဲ့ပြဿနာတွေဆိုလို့ရှိရင်လည်းပေါ့နော်အပြစ်တင်တာတို့လက်ညှိုးထိုးဝေဖန်ထောက်ပြတာပေါ့အဲ့လိုမျိုးကြီးမလုပ်ဘဲနဲ့စောကတက်တိုင်းမလုပ်ဘဲနဲ့ပေါ့နော်အဖြေကိုသာအာယုံစိုက်ပြီးတော့သူကရလက်ကောင်းအောင်ကြိုးစားလေးရှိကြရပေါ့ positive vibe ရှိတဲ့သူတွေကအဲ့တော့ဇာနီတို့ဒီနေ့စဉ်ပေါ့နော်လူနေမှုပတ်ဝန်းကျင်မှာလည်း positive vibe ရှိအောင်ကြိုးစားတင်တယ်လူတိုင်းပေါ့နော်အခု social media မှာပဲဖြစ်ဖြစ်အားလုံးอ่ะပေါ့နော်အပြင်မှာပဲဖြစ်ဖြစ်အလုပ်ကိုင်နေရမှာလုပ်ငန်းခွင်နေရမှာဖြစ်ဖြစ်ပေါ့နော်တယောက်နဲ့အဲ့လိုမျိုးအမြင်ဆောင်တာတွေ negative thinking တွေနဲ့ပြောတာတွေ positive thinking နဲ့ပြောတယ်ဆိုတာတွေကအရန်နဲ့ပေါ့နော် positive vibe ရှိတဲ့လူတွေကအရန်နေတယ်
ပြောဖို့တစ်ဖက်လို appreciate လုပ်ဖို့ဆိုလည်းအရင်နေကြရပေါ့နော်အဲ့တော့ကိုရောဇာနီကိုလည်းကိုပြန်သုံးသပ်ရမယ်ပေါ့နော်ကိုမှာ positive vibe တွေ share နေကိုက်ညီလားမကိုက်ညီဘူးဆိုလည်းဇာနီကိုလည်းလေ့ကျင့်ပြီးတော့ပြုပြင်ယူရမယ်ပေါ့ဇာနီဗီဒီယိုကိုနားထောင်နေကြတဲ့သူတွေလည်းကိုမှာ positive vibe ဒီ share တွေနဲ့ကိုက်ညီလားမကိုက်ညီဘူးဆိုလို့ရှိရင်လည်းပေါ့နော်လေ့ကျင့်ယူကြဖို့တောင်းဆိုပြရစီအားလုံးကိုနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံးမမယ်ရှင်လို့ဇနီးရဲ့ဗီဒီယိုလေးကဘူတူတာရစီရဆိုလို့ရှိရင်လည်း like and share လေးနဲ့ဝင်ကြပါနော်ဇနီးရဲ့ channel လေးကို subscribe လုပ်ရသေးဆိုလို့ရှိရင်လည်း subscribe လုပ်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်